ဘရင်ကြီးကလောကမှာအလှဆုံးမိန်းမကဘသူလဲလို့မေးလိုက်တယ်။ဒီမေးခွန်းတစ်ခုကိုဤပေါ်ပြီးဘလို့ပြန်ဖြေမယ်ထင်လဲ။နေ့စဉ်သင်ခန်းစာပါတဲ့ပုံမြင်တွေတင်ပေးနေပါတယ်။ Subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာ။ရှေးကုန်းပေါင်ခေတ်နန်းတော်ကြီးအတွင်းမှာဘရင်ကြီးကအမတ်မင်းများမင်းသားများမိဖုရားများနဲ့နန်းတွင်းအပြိုတော်များအားလုံးကိုစုဝေးခေါ်ယူထားပါတယ်။အဲ့ဒီနေ့နန်းတော်အတွင်းမှာတိတ်ဆိတ်တဲ့အငွေသက်တစ်ခုရှိနေတယ်။ဘရင်ကြီးကရွှေရာဇပလင်ပေါ်မှာထိုင်နေပြီးမျက်နှာမှာတော့စမ်းသက်ခြင်းနဲ့အပြုံးတစ်ခုပေါ်နေပါတယ်။ခဏအကြာမှာဘရင်ကြီးကဥပေါ်ဦးကိုလှမ်းကြည့်ပြီးမိန့်တော်မူလိုက်ပါတယ်။ဥပေါ်ဦးမင်းကပညာရှိတယ်လို့လူတိုင်းပြောကြတယ်။ဒါဆိုငါမေးမယ်။လောကမှာအလှဆုံးအမျိုးသမီးကဘယ်သူလဲ။အဲ့ဒီမေးခွန်းကြောင့်နန်းတော်ထဲမှာရှိတဲ့မိဖုရားတွေနဲ့အပြိုတော်တွေအားလုံးတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်။တချို့ကတော့ဘရင်ကြီးကမိဖုရားကိုချီးမွမ်းစေချင်တာပဲလို့တွေးနေကြတယ်။အမတ်တွေကလည်းဥပေါ်ဦးဒီတစ်ခါဘလို့ဖြေမလဲဆိုပြီးစိတ်ဝင်စားနေကြပါတယ်။ဥပေါ်ဦးကတော့ထုံးစံအတိုင်းငြိမ်ငြိမ်သက်သက်နဲ့ရက်နေတယ်။ခဏလောက်စဉ်းစားပြီးနောက်သူကချိုးသားစွာပြုံးလိုက်ပြီးပြန်လျှောက်လိုက်ပါတယ်။မှန်လားပါဖေဟာ။လောကမှာအလှဆုံးအမျိုးသမီးဆိုတာမိမိကိုယ်ကိုအလှဆုံးလို့ထင်နေတဲ့အမျိုးသမီးပါပဲဖေဟာ။အဲ့ဒီစကားကြောင့်နန်းတော်ထဲမှာလူတချို့တိုးတိုးလေးရေလိုက်ကြတယ်။ဒါပေမဲ့ဘရင်ကြီးကတော့သဘောမကျသေးပါဘူး။ဥပေါ်ဦးမင်းဖြေကဝေဝါးလွန်းလေတိတိကျကျပြောစမ်းဘရင်ကြီးအတန်ကခက်မာမာဖြစ်သွားတယ်။ဥပေါ်ဦးကတော့မကြောက်မရွံ့ပဲအရှင်မင်းကြီးတပည့်တော်တက်တေပြပါမယ်ဖះလို့ပြန်လျှောက်လိုက်တယ်။အဲ့ဒီနောက်ဥပေါ်ဦးကနန်းတော်ရှိမှရှိတဲ့မိဖုရားများအပြိုတော်များအားလုံးကိုစုခိုင်းလိုက်ပါတယ်။ပြီးတော့ဘရင်ကြီးကိုရှောက်တင်လိုက်တယ်။အရှင်မင်းကြီးအခုဒီရွှေလင်ပန်းကိုနန်းတော်အလယ်မှာချထားပြီးဒီတိုင်းပြည်တွေကရုပ်အဆိုးဆုံးအမျိုးသမီးကဒီလင်ပန်းကိုယူပါလို့အမိန့်ထုတ်ပေးပါဖះ။ဘရင်ကြီးလည်းစိတ်ဝင်စားသွားပြီးချက်ချင်းအမိန့်ထုတ်ပေးလိုက်တယ်။ရွှေလင်ပန်းကြီးကိုနန်းတော်အလယ်မှာချထားလိုက်ပါတယ်။အဲ့ဒီနောက်နန်းတွင်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်။မိဖုရားတွေလည်းမလှုပ်ကြဘူး။အပြိုတော်တွေလည်းရှေ့မတိုးကြဘူး။ဘယ်သူမှကျမကရုပ်ဆိုးပါတယ်လို့မပြောရဲကြပါဘူး။တယောက်ကိုတယောက်သာကြည့်နေကြတယ်။အချိန်တော်တော်ကြာတဲ့အထိရွှေလင်ပန်းကိုယူမဲ့သူတယောက်မှမရှိပါဘူး။အဲ့ဒီအချိန်မှာဥပေါ်ဦးကအေးအေးဆေးဆေးလျှောက်သွားပြီးရွှေလင်ပန်းကိုကင်လိုက်ပါတယ်။ပြီးတော့ဘရင်ကြီးရှေ့မှာရက်ပြီးပြန်လျှောက်လိုက်တယ်။တွေ့ပြီမဟုတ်လားဖေဟာ။လောကမှာဘယ်အမျိုးသမီးမှမိမိကိုယ်ကိုရုပ်ဆိုးတယ်လို့မထင်ကြပါဘူးဖေဟာ။လူတိုင်းကကိုယ့်ကိုယ်ကိုအလှဆုံးလို့ပဲထင်ကြပါတယ်။ဒါကြောင့်လောကမှာအလှဆုံးအမျိုးသမီးဆိုတာမိမိကိုယ်ကိုအလှဆုံးလို့ယုံကြည်နေတဲ့အမျိုးသမီးပါပဲဖေဟာ။အဲ့ဒီစကားကြောင့်ဘရင်ကြီးကသဘောကျစွာရေမောလိုက်ပြီးဥပေါ်ဦးမင်းကတော့လူစိတ်ကိုတကယ်နားလေတာပဲလို့ချီးမွမ်းလိုက်ပါတယ်။အမတ်တွေမင်းသားတွေကလည်းဥပေါ်ဦးရဲ့ဉာဏ်ပညာကိုအံ့ဩနေကြတော့တယ်။ဥပေါ်ဦးရဲ့ဉာဏ်ပညာကိုသဘောကျရင် Subscribe လုပ်ထားပြီးနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဥပေါ်ဦးဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။